ဒီကောင်လေးဟာမွေးဖွားလာကြတဲ့ကလေပင်မှာရွှေတော့ခလောက်ကြီးတစ်ခုဆွဲလျက်သားနဲ့မွေးဖွားလာခဲ့တာဖြစ်ပါတယ်သူတဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှအဲ့ဒီတော့ခလောက်ကြီးကလည်းထူဆန်းအံ့ဩဖွယ်ကောင်းတဲ့နီလန်းနဲ့လိုက်ပြီးကြီးထွားလာခဲ့တာပေါ့အစပိုင်းမှာတော့ကောင်လေးဟာဘာပူပန်မှုမှမရှိပဲပျော်ပျော်ရွှင်ရွှင်စောက်ကစားနိုင်ခဲ့ပေမဲ့မိဘတွေကသူ့ကိုစီကန်းကြီးတဲ့အဆောင်ကြောင်းတစ်ခုမှာအနံလိုက်ပြီးတဲ့နောက်မှာတော့အဲ့ဒီရွှေတော့ခလောက်ကြီးဟာတိတ်တဆိတ်ပဲတစိုက်ပိုကြီးလာခဲ့ပါတယ်ကျောင်းမှာစာမေးပွဲဖိအားတွေကတနေ့ထက်တနေ့ပုံမှုများပြားလာခဲ့တယ်သူမိဘတွေကလည်းသူ့ကိုအသက်ရှူချောင်းခွင့်မပေးပဲပို့ပြီးစူးစမ်းဖို့အဆက်မပြတ်တွန်းအားပေးခဲ့ကြတာပေါ့အချိန်ကြာလာတာနဲ့အမျှရွှေတော့ခလောက်ကြီးကပို့ပြီးတော့တောင်လေးလံလာခဲ့ပါတယ်ကျောင်းပြီးလို့အလုပ်ရသွားတဲ့အခါသူဟာနောက်ဆုံးတော့ဘဝကိုတက်တောင့်တက်တာဖြတ်တန်းရတော့မယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းအလုပ်ခွင်ကလည်းကျောင်းလုံးကလိုပဲပင်ပန်းဆင်းရဲလွန်းလာပါတယ်သူ့အထက်လူကြီးတွေရဲ့တောင်းဆိုချက်တွေကအမြဲတမ်းမဖြစ်နိုင်တော့အောင်မြင်မာတော့အန်နေခဲ့တာပါအချိန်ပိုကဆင်းရတာကနေ့စဉ်ရက်ဆက်ဖြစ်လာခဲ့ပြီးရေတွက်လို့မရနိုင်တဲ့ခက်ခဲတဲ့ရက်ဆွဲတွေကိုတရက်ပြီးတရက်အနိုင်ကြော်ဖြတ်ခဲ့ရတယ်အဲ့ဒီအချိန်မှာတော့ခလောက်ကြီးရဲ့အလေးချိန်ဟာ20ကီလိုဂရမ်ကီအထိရှိနေခဲ့ပါပြီဒါပေမဲ့လည်းသူဟာဘာမှမပြောဘဲစိတ်ငြိမ်ငြိမ်နဲ့ပဲပြီးခံထမ်းပိုးခဲ့ရတာပေါ့အဲ့ဒီနောက်မှာတော့သူဟာဘဝရဲ့အချစ်စစ်နဲ့ဆုံတွေ့ခဲ့ပြီးလက်စုပ်လေးတစ်ကွင်းနဲ့ဒူးထောက်တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့သူမကအိမ်ကြီးတစ်လုံးဝယ်မပေးနိုင်မချင်းလက်မခံနိုင်ဘူးဆိုတဲ့ကန့်သက်ချက်တစ်ချက်ကိုတောင်းဆိုခဲ့တယ်ဒါကြောင့်သူဟာပို့ပြီးတော့တောင်အသေးအတန်နဲ့အလုပ်ထဲကိုပဲစိတ်နှမြုပ်လိုက်ပါတော့တဲ့နှစ်တွေတရွေ့ရွေ့ကုံဆုံးသွားပြီးတစ်ချိန်ကလူငယ်လေးဟာတဖြည်းဖြည်းနဲ့လူလက်ပိုင်းရွယ်ကိုရောက်ရှိလာခဲ့ပြီးတော့ခလောက်ကြီးရဲ့အလေးချိန်ကြောင့်သူ့ရဲ့ခြေလမ်းတွေဟာနှိမ့်ကွေ့လာခဲ့ရပြီးနေ့ရက်တိုင်းမှာဝင်ထုတ်ဝင်ပိုးကပို့ပြီးလေးလံလိုလာခဲ့ပါတယ်နှစ်ပေါင်းများစွာအဆက်မပြတ်ရုန်းကန်ကြိုးစားခဲ့ရမှုတွေကြောင့်သူဟာအသက်တာဝဝမရှူနိုင်တော့ပဲလှုပ်ရှားဖို့တောင်မနှဲလို့ယူနေရတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ရတယ်ဒီလိုနဲ့ပဲသူဟာအနားယူမဲ့ပင်စင်ယူမဲ့အရွယ်နာအထိရောက်အောင်အတင်းရုန်းကန်တွန်းလှန်ခဲ့တာပေါ့ဒါပေမဲ့အေဂျင့်နဲ့လူဘဝကိုပိုင်ဆိုင်ခံပြီးအချိန်မှတင်ပဲသူဟာသူ့အိမ်ရဲ့ရှေ့တကားဝမှာတင်လဲကျသွားခဲ့ပြီးဆက်ပြီးတော့မတောက်ခံနိုင်တော့ပါဘူးသူကတေချင်းတရားကသာသူ့အတွက်နောက်ဆုံးမှအေဂျင့်မှုနဲ့လွတ်လပ်မှုကိုယူဆောင်လာပေးလိမ့်မယ်လို့ထင်ခဲ့ပေမဲ့လည်းရွှေတော့ခလောက်ကြီးကသူ့လေပင်မှာဆွဲလျက်သားပဲရှိနေသေးတာကိုအမြန်ဆုံးသတိပြုမိလိုက်ရပြန်တယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးငယ်လေးတစ်ယောက်ကငွေရောင်တော့ခလောက်တစ်ခုကိုမနိုင်မနှင်းဆွဲခေါ်နေရတာကိုသူတွေးလိုက်ရတယ်သူမအနေနဲ့သူ့လိုကံကြမ္မာမျိုးထပ်မကြုံစေချင်တာကြောင့်သူကအနားကိုသွားပြီးအဲ့ဒီတော့ခလောက်ကိုမချပေးလိုက်ပါတယ်မိန်းကလေးငယ်လေးကသူ့ကိုကျေးဇူးတင်စကားပြောပြီးနှုတ်ဆက်ထွက်ခွာသွားခဲ့ကအဖိုးအိုကလည်းသူမထွက်သွားတာကိုပြုံးရက်ကြည့်ကြံခဲ့တာပေါ့သူ့ရဲ့ရွှေတော့ခလောက်ကိုတော့ဘသူကမှလာပြီးမချပေးနိုင်ခဲ့ပါဘူးသူကတော့အဲ့ဒီနေရာမှာတင်ထာဝရပိတ်မိနေခဲ့ရရှာပါတယ်ဒါပေမဲ့လည်းအဲ့ဒီမိန်းကလေးငယ်လေးကိုကူညီပေးနိုင်ခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့ရင်ထဲမှာတော့နှွေးထွေးတဲ့ပျော်ရွှင်မှုတွေတပြည့်အရှံဝေစီနေခဲ့ပါတော့တယ်